ဒီကနေ့ကျွန်တော်အိမ်မှာလိပ်ဝါလေးတစ်ကောင်ပထမဆုံးပေါက်ပါတယ်ဒီကောင်လေးကကျွန်တော်အိမ်မှာအလွယ်တကူပေါက်ခဲ့ရတော့မဟုတ်ပါဘူးဒီကောင်လေးပေါက်ဖို့ရက်ပေါင်း200နဲ့မှ60တီတီကြာခဲ့ပါတယ်လိပ်ဝါလေးတွေပေါက်ဖို့ဆိုတာရက်ပေါင်း90ကနေပြီး150တီပဲကြာတတ်တာပါဒါပေမဲ့ဘာလို့ကျွန်တော်စီမှာရက်ပေါင်း260တီကြာခဲ့ရလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပါမယ်အခုပြောပြမယ့်အကြောင်းအရာကကျွန်တော်ကိုယ်တိုင်6လလောက်အချိန်ပေးပြီးတော့တေချာလေ့လာထားတာပါအခုကျွန်တော်ရဲ့လိပ်ဝါလေးကဘာလို့ရက်ပေါင်း260ကျော်ကြာမှပေါက်ရတယ်လဲဆိုတဲ့အဓိကအကြောင်းရင်းကတော့လိပ်ဝါတွေရဲ့သဘာဝတစ်ခုဖြစ်တဲ့ diapause ဆိုတဲ့တရေသားရက်တန့်ခြင်းဖြစ်စဉ်နဲ့ကျွန်တော်တို့နိုင်ငံရဲ့စောင်းရတီကာလမှာသူ့ရဲ့မိခင်ကဥသွားတဲ့အတွက်ကြောင့်ပါပဲလိပ်ဝါတွေရဲ့ဥတွေကတရေသားရက်တန့်မှုဖြစ်စဉ်ကိုကြုံရတတ်ပါတယ်ကျွန်တော်ရဲ့ဒေတာကမြန်မာနိုင်ငံလယ်ပိုင်းအပူပိုင်းဒေတာဖြစ်ပေမဲ့စောင်းရသည်ဆိုရင်တော့2လလောက်အရင်မဲ့အေးပါတယ်လူတွေအနေနဲ့ကတော့2ပတ်လောက်အေးတာကိုပဲခံရတယ်ဆိုပေမဲ့မြေကြီးအနေနဲ့ကတော့အေးတက်ကိုထိန်းထားနိုင်ပါတယ်လိမ့်မကြီးကစောင်းဝင်ကစားစက်တင်ဘာ17ရက်နေ့မှာစပြီးတော့ဥခဲ့ပါတယ်ကျွန်တော်ကလည်းဒီဥတွေကိုသဘာဝအတိုင်းပဲမြေကြီးထဲမှာထားခဲ့ပါတယ်incubator ဥပေါက်ဆက်သုံးမယ်ဆိုရင်တော့တင်းငိမ့်တဲ့အပူချိန်စူတိုင်းစားရဲ့ကြောင့်မလို့လိပ်ဥတွေက3လကနေ5လအတွင်းကိုပေါက်တာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်ကသဘာဝအတိုင်းမြေကြီးထဲမှာပဲထားလိုက်တဲ့အခါမှာမြေကြီးရဲ့ temperature ကစောင်းရသည်မှာဆိုရင်20 degree Celsius လောက်ပဲရှိပါတယ်။ဒီအပူချိန်ကလိပ်ဥကို diapause အခြေအနေတွေကိုရောက်သွားစေပြီးတော့သရေသားဖွံ့ဖြိုးမှုကိုလုံးဝရပ်တန့်သွားပါတယ်။ February လမှာစပြီးတော့ရာသီဥတုပြန်ပူပါတယ်။အဲ့ဒီအခါမှာမြေကြီးရဲ့ temperature က29 degree လောက်ထိတက်လာပါတယ်။ဒီအချိန်မှာပဲလိပ်ဥတွေကသရေသားလေးကပြန်ပြီးတော့ဖွံ့ဖြိုးလာတာပါ။စက်တင်ဘာကစရဆိုရင် October, November, December, January ထိလိပ်ဥလေးက diapause အခြေအနေမှာပဲရှိခဲ့တာပါ။ February, March, April, May လတွေကတော့သူ့ရဲ့သရေသားဖွံ့ဖြိုးတဲ့လတွေပဲဖြစ်ပါတယ်။ May 29မှာတော့စပြီးတော့ဥကွန်လေးကိုစပြီးခွဲထွက်လာတယ်။မေလ30ရက်နေ့မှာတော့ရော့ဆက်လို့ခေါ်တဲ့အချင်းအိတ်လေးက3ပုံပုံ2ပုံလောက်ဝင်သွားပြီးတော့သူ့ဟာသူမြေပေါ်ကိုခွာပြီးတက်လာပါတယ်အခုကျွန်တော်ပြောပြခဲ့တာကလိပ်ဝါတွေရဲ့သားပေါက်တဲ့အချိန်ကာလတွေကကြုံရတဲ့အတွေ့အကြုံတစ်ခုကိုပဲပြောပြပေးရပါ